တာဝန်ရှိသူတွေအလုပ်ထဲကိုဝင်ရောက်စစ်ဆေးတဲ့အချိန်မှာမိမိရဲ့ work permit တွေကတတိနာမည်နဲ့ကိုအခုလက်ရှိလုပ်နေတဲ့တတိနာမည်မတူလို့အဖမ်းခံရတာတွေမဖြစ်စေဖို့အတွက်ဒီဗီဒီယိုလေးကိုအစဆုံးသေချာကြည့်ပေးပါတတိနာမည်တူအောင်ပြောင်းဖို့အတွက်ရည်ကြီးဆုံးအချက်နှစ်ချက်ကိုကြိုတင်သေချာစဉ်းစားပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်နံပါတ်1မိမိလက်ရှိလုပ်နေတဲ့အလုပ်မှာကိုကရေရှည်လုပ်မှာသေချာပြီလားနံပါတ်2မိမိလက်ရှိလုပ်နေတဲ့တတိကနာမည်ခံပေးပြီးတော့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုသူကအပြည့်စုံထုတ်ပေးမှသိကြပြီလားဒီအချက်နှစ်ချက်ကိုအရင်ဆုံးကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်အဲ့တော့လက်ရှိလုပ်နေတဲ့အလုပ်မှာကိုကလည်းရည်ရှိနေမယ်တတိယလည်းလိုတဲ့ချက်လက်တွေအားလုံးကိုအပြည့်စုံထုတ်ပေးနိုင်တယ်ဆိုရင်မိမိလက်ရှိအခုလုပ်နေတဲ့တတိနဲ့နာမည်တူအောင်အမြန်ဆုံးပြောင်းလာတင်ပါတယ်ခင်ဗျာတကယ်လို့ကိုကစလုပ်တဲ့ဒီတတိနာမည်နဲ့တူအောင်လုပ်ထားတဲ့လူတွေကတော့ပြောင်းဖို့မလိုပါဘူးတတိပြောင်းကြောင်းအကြံခေါင်းအမြန်ဆုံးပြုလုပ်ဖို့အတွက်မိုက်ကယ်ကျော်ကျော်ပေးမှာစကားလာပြောဖို့လိုပါတယ်ကျွန်တော်တို့မိုက်ကယ်ကျော်ကျော်ပေးနဲ့တတိပြောင်းကြံခေါင်းလုပ်ချင်တဲ့လူတွေဆိုရင်လိုအပ်တဲ့ချက်လက်တွေပြောပြဖို့အတွက်ဒီမေကွန်းလေးနှစ်ခုကိုမိမိရဲ့တတိကိုသေချာမေးပေးပါတတိကကုမ္ပဏီ body size ရှိလားဒါမှမဟုတ်ရိုးရိုးတတိပဲလားကုမ္ပဏီမရှိဘဲနဲ့သူ့ရဲ့နာမည်အောက်ထဲမှာပဲသူ့ရဲ့မှတ်ပုံတွေအိမ်အောင်စုနဲ့ထည့်မဲ့တတိလားဒါမှမဟုတ်သူ့မှာကုမ္ပဏီအောက်ထဲကိုဆက်ထည့်မဲ့တတိလားပေါ့နော်အဲ့ဒီချက်လေးနှစ်ချက်ကိုသေချာမေးပေးပါရိုးတတိတဲ့ကုမ္ပဏီတတိကကုမ္ပဏီစားစာနဲ့ GPT ဖောင်တွေပို့ပြီးတော့လိုအပ်ပါတယ်၄-၅ ရက်လောက်ပို့လာမှာပေါ့နော်ဘာသာစကားခက်ခဲကြောင့်စားစာနဲ့ပြဿနာတွေလုံးဝမရှိအောင် MKK ပြေမှာအဆင့်၃မျိုးနဲ့စီစဉ်ပေးထားပါတယ်ခင်ဗျာနံပါတ်1လိုအပ်သောစာရွက်စာတမ်းကိုထိုင်းဘာသာနဲ့ကျွန်တော်တို့အသေးစိတ်တစ်ချက်စီရေးပြီးတော့ဆင်လိုက်လေးပို့ထားပေးပါမယ်ဒီစာလေးကိုဒီမိမိတို့လှုပ်ရှင်ထိုင်းတတိမန်နေဂျာ HR ကိုဒီစာလေးပြပြီးတော့တောင်းယူနိုင်ပါတယ်ကျွန်တော်တို့ကထိုင်းလိုလည်းရေးထားပေးတယ်ဗမာလိုလည်းရေးထားပေးမယ်ရရှိလာတော့စာရွက်စာတမ်းများကိုစစ်ဆေးပြီးတော့လိုအပ်တဲ့အချက်လောက်ကိုပဲကျွန်တော်တို့ကပြန်ပြီးတော့တောင်းပေးပါမယ်ခင်ဗျာရရှိလာတော့ချက်လက်များတွေကတချို့ဒီ manager တို့ HR တို့လည်းသူတို့နားမလဲတာတို့ဥမာမလိုအပ်ဘူးထင်တာတို့ပါတို့အဲ့ဒီလိုမျိုးကြုံလာတဲ့အခါကျရင်လေကိုယ့်ရဲ့ဒီကျွန်တော်တို့နဲ့စကားပြောပေးရမယ်ထိုင်းလူမျိုးတာဝန်ခံထိုင်းလူမျိုးတယောက်ရဲ့ဖုန်းနံပါတ်ကိုတောင်းလာပေးပါ MKK မှာဒီတာဝန်ခံထိုင်းလူမျိုးဖုန်းဆက်ပြီးတော့ကျွန်တော်တို့လိုတဲ့အချက်တီးတန့်လောက်ကိုပဲကျွန်တော်တို့ကဖုန်းဆက်ပြီးတော့ပြန်တောင်းပေးလို့ရတယ်ခင်ဗျအစအဆုံးကတော့ကျွန်တော်တို့ကပြောပြီးလို့အဆင်မပြေဘူးခင်ဗျMKP ရဲ့ customer တွေအတွက်တတိပြောင်းကြံခေါက်လုပ်တဲ့အခါမှာကုန်ကြမ်းစည်တက်တောင်ရည်ပြီးတော့ဈေးနှုန်းလေးတွေကိုကျွန်တော်တို့အသစ်ပြန်လဲပြင်ဆင်ပေးထားပါတယ်မိမိရဲ့ကိုယ်ပိုင်တတိချာဆန်တဲ့အပြည့်စုံပေးနိုင်မယ့်လူတွေကိုကိုယ်ပိုင်တတိပြောင်းကြံခေါက်ဈေးနှုန်း1900နဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးပါမယ်ခင်ဗျ freelance သမားများအတွက်ဘယ်တတိရှိမှအလုံးမလုပ်ခဲနဲ့ကိုယ့်အကို freelance နေတဲ့သူတွေအတွက်ပေါ့နော် okay ရေရှည်နာမည်ခံပေးမဲ့တတိလည်းမရှိဘူးကိုငကိုလောက်ထားတဲ့ agent ကလည်းရေရှည်နာမည်ခံပေးဖို့အတွက်အဆင်မပြေလို့တတိနာမည်ပြောင်းနေတဲ့ freelance သမားတွေအတွက်လည်းကျွန်တော်တို့ MKK ပေးမှာတတိငါပြီးတော့ကြံခောက်ထားပေးလို့ရပါတယ်မိတ်ဆွေတို့ကြောင်းအောင်လာမတောင်းမနဲ့ကျွန်တော်တို့ကကြောင်းအောင်ဘယ်တော့မှမထုတ်ပါဘူးရေရှည်ဘောပါမင်းမတည်မချင်းကျွန်တော်တို့ကနာမည်ခံထားပေးပါတယ်ခင်ဗျာကျေးဇူးပါ